တမီလေးထိုးပြီးတော့ကြောက်လန့်သိမ့်မရှိဘူးအဲတုံးကလောက်ထိကြောက်လန့်မရှိဘူးအဲ့နဲ့တမီလေးထိုးကိုသွားတာပေါ့ဒါပေမဲ့အဲ့သွားရလမ်းချောင်းခွေးရစရိုက်ပူလာပေါ့ဒီရှဲပူလာငါလည်းနည်းနည်းလန့်တော့လန့်တာပေါ့ညတကောင်ကျော်ကြီးလေတကောင်ကျော်ကြီးဆိုတော့ငယ်လဲငယ်ပြီးကြောက်တာပေါ့ဒါပေမဲ့အင်နာလေးရောက်ပေါ့ခွေးဥရတဲ့တိတ်တော့ပြီးတော့ငါလည်းကိစ္စပါညာပြီးထွက်လာပြီးတော့လက်ဆေးနေနေဘုကလှည့်ချလိုက်တာကွာခွေးကဥကရက်သွားတယ်အဲ့ဥနေခွေးရနာမှာကွာမိမကြီးရောက်ပြီတော့ညနာကိုလည်းလုံးဝတသေးရှာရေးရမမြင်ရဘူးလို့ပုံကလည်းလို့တည်ရမလားဟိုတမျိုးကြီးကွာဒါပေမဲ့တေရှာတော့လို့သူ့ရဲ့အဘွားရအောင်ဆိုရင်ထင်းနေရကွာထမင်းကိုလို့ရင်ဘက်မှာတိုင်းထားပုံရထင်းနေရအဲ့ငါလည်းမသိဘူးပေါ့တည်ရမျက်နှာလည်းတခြားမမြင်ရဘူးပြီးတော့ညဘက်ဆိုတော့အိတ်ရှင်နေရနဲ့ပြန်ပြီးတော့သွားအိတ်လိုက်တယ်ကွာမောင်နဲ့ပြန်ကအိမ်မှာပြန်သွားအိတ်လိုက်ပြီးနောက်တနေ့မနေ့လဲကြောက်ပေါ့ငါအဖိုးကလာပြောညီကိုတနေ့ကမနက်ကမိတ်ဆက်ပေးတဲ့မနေ့ကမနက်ကမိတ်ဆက်ပေးတဲ့တော်မှတ်မိလားပေါ့အဲ့နဲ့လူလာသွားတဲ့ဘုရားကြီးကွာသူဆုံးသွားပြီလေဆိုတော့ဟမ်လို့မနေ့ကမှအကောင်းကြီးပေါ့တည်ရမလားဘာဖြစ်လို့လဲပေါ့အဲ့နဲ့အဖိုးကနေပြီးတော့ပြောပြရဲပေါ့နော်တည်ရမလားအေးဟုတ်တယ်မနေ့ကမှကောင်းဒီမနေ့ဆုံးသွားကြီးကြားတယ်ပေါ့ငါလည်းအဲ့နဲ့အာသူကနှစ်ခုဆင်ဆိုတော့ဘယ်အိမ်ကလဲလို့မေးလိုက်တာအဲ့မနေ့ကမိမကြီးအဲ့လိုဘွားကနေရက်နေတဲ့တယောက်ကအဲ့အိမ်ရှိမှရက်နေအဲ့နဲ့ငါလည်းနည်းနည်းတော့တည်ရမလားနည်းနည်းတော့စိတ်ထဲမှာတိလိုက်တယ်ကွာအဲ့နဲ့အဖိုးကိုပြောပြအဖိုးကမိရဟုတ်လို့လားပေါ့နာတော့ပြတ်သွားတယ်ကွာတိလားမဟုတ်တော့ပါဘူးပေါ့တည်ရမလားမိစိတ်ထင်တာနေမှာပါတည်ရမလားအချင်းမိုးလို့နဲ့ဒီကလေးမလေးဘာကြီးပြောနေရလဲသူမျက်နှာတိတိတသားပြတ်သွားပြီမယ်ကွာငါမကြောက်စေချင်လို့ပဲလားတော့မသိဘူးဟောဆက်မပြောပြဘူးဒါပေမဲ့အဖိုးကငါ့ကိုပြန်မယ်ပေါ့ကျိုးချက်ကြီးဒီပြန်မယ်ဆိုရအောင်ပြန်မယ်ဆိုတော့အမောပါတည်ရမလားဘလူဘိုင်ပြီးအောင်လည်းမဆောင်တော့ဆောင်နဲ့အိမ်ကပြန်ပြီးရောငါလည်းကြောက်နဲ့ပြန်အောင်ရန်ကုန်ရောက်တော့ဘာမှတော့ဆက်မဖြစ်ဘူးငါစက်နေလိုက်ရင်ငါဘာဖြစ်မလဲတော့မသိဘူးနည်းနည်းကြာတော့ငါမှပြောပြအဲ့ဒါလို့ပေါ့နော်မဖေးဟောဆိုတော့ရှိတယ်အဲ့လိုစင်တိုင်းဆောင်တာသိရမလားဟိုနေကန်ကောင်းသွားတယ်ပေါ့သိရမလားဟိုပြန်လာလိုက်တာပေါ့ခေစက်နေဖြစ်မလဲမသိဘူးပေါ့နော်没讨厌的，真是高的。ဘာပြောပါလဲငါကြုတ်ပါ放ပြီးတော့မပြောနဲ့တော့game ဆော့ရအောင် OK。မဟုတ်ဆို ရတော့ game ဆော့မယ်လေ我到了娘里了，母里了。太太，饮水哦。ရပါတယ်ငါတညလုံးထိုင်တော့လို့ရတယ်လာ cheers 是。到手了，到不了。အားလုံးမြင်လို့မြင်ကြည့်မိသေးရှိလား Thank you မမေရိတ်ပါလားမသိမင်းနေလေဖြစ်သွားပြီထင်တာပဲခုနကတော့တော်တော်မူးနေလို့အမအေးရပေါ့တင်ပေးလိုက်ရတယ်သူကြီးကအဆင်ပြေပုံပုံအန်ဂျင်နေဆိုပြေးပါတယ်ဒီညဒီမှာအေးလိုက်အဆင်ပြေသွားတယ်အခုပြောရစီတခုပြောတယ်နှစ်ခုပြောကောင်းကောင်းလို့ ဘာဖြစ်မလဲ ဟိုနေ့ကစကားပြောခဲ့ရတယ်မမိလား ဘယ်နေ့อ่ะ ဟိုနေ့ကလေမင်းနေတော့ဘာပြောနေမှမသိဘူးနေကင်းတီဖြစ်သွားလို့စိတ်ဆိုးနေလို့ပြောပြီးပါလေဘာဖြစ်ပါ့မှတ်တော့မှတ်ပြီးအောင် ပြီးရတယ်ဆိုဘယ်လိုတော့ဖွင့်သွားတယ်မသိဘူးဒီချိန်အဲ့ဒီနေ့မှာဘာလာတော့ပြီအာဖြစ်နေတော့ပါနေ့ကတော့ငါတို့ကောက်ဖွင့်ထားလို့ငါတို့ပြောနေတယ်ဟုတ်ပြီလားမှတ်တယ်လေတန်းခါမခါစိုက်ခဲ့ပြီရော It's okay 还别当了都。ဘယ်တော့ဗောနေသူနဲ့အိမ်ထဲနေရတာဆင်ရောက်ပြေးရလား 别吧，跑多了。ဟုတ်လေလေချင်းတို့ကြိုက်နေကြတာခုနလည်းကြိုက်ခုလည်းကြိုက်စင်ပြေးလည်းပြေးအေးလေတည်မလားခါဟောရဆိုတယ်လေခါတီတော့ရဖြစ်တော့ဟောပြီးတော့ခဏလေးကြာလည်းပြန်တက်သွားတာပဲ အဲ့လည်းဟုတ်ပါတယ်အမကလေးတော့နေစားခုနေ့ကလည်းမိုးငါ့ကိုပြောပြသူမျိုးပြန်ဖြစ်ထားရဲ့စိတ်ဆိုးကြတာတဲ့ဟုတ်တယ်ဆရာမငေါ့လည်းပြောတယ်ဒါပေမဲ့တည်မလားမိုးကလည်းမိုးပါပဲဟိုမနေ့ဟိုဆောက်နေတာဟိုစားရမစား
ဒီစကားတော့ပိတ်တယ်ဆိုတော့ဆက်လက်ကောင်းတော့ပြီးတော့ဝင်လာနေတာ အော်ဒါနဲ့နေခဏလေးပြန်ပါစို့ အေး မြင့်ပြလို့ဆက်ရှိရစို့ သူတို့ပြန်မယ်ပြန်ပြော အဲ့ဆိုမမေရီကိုထားခဲ့လိုက်မယ်နော် အေး ဒီဆိုတော့ခဏမှသိမယ် သူလည်းငိုပြီးတော့အိတ်နေတော့ပြီ အဲ့ဆိုလည်းမလို့တော့ ဟဲ့ဘောတော့ဟောလီစုအဲ့ရီဆောင်မဟုတ်ဘူးနော် ပါဦးလေဟောနေဟာခေါ်လဲတာဘယ်လာပြောနေ အဲ့လိုတော့ကြားတကားခါရောဘာလို့ပြေးစင်သွားတော့ခုချိန်မှာရီဆောင်မဟုတ်လေ ပါဘူး ဘာနေ ငါဘာလို့အပေါ်ထိတက်လာပြီးတကားခောက်ပြီးပြေးစင်ပြတ်တက်လာဒီမူးနေရမူးနေအဲ့တော့ဟာ 那啥也没问题，我怎么么弄那了？哎呀，没有的，啊，回去了，回去了。哦，你是开山瓜？我这里有，打架了，我这门当家了。这不吵了，我们家了，我的屁娘了。不要了。
不着呢。 မမေ 你是不是多难的？哎，多难了。 မအဆင်ပြေလားမမေ